ကျွန်တော်တို့ဒီ gear တွေကို 4piece set ပြည့်အောင်ထည့်ရင်သူ့ရဲ့ 4piece set basic ကိုရမယ်ပေါ့နော်အဲ့ဒါအပြင်ကျွန်တော်တို့က 4piece set ကိုပြည့်အောင်ထည့်လိုက်မယ်ဆိုရင် extra mastery ထည့်ရပါတယ်အဲ့ဒါကိုကျွန်တော်ဒီမှာနှစ်ခု comparison လုပ်ပြီးတော့ပြပေးတာပါတယ်ဒီမှာဆိုရင်ကျွန်တော်မှာ mastery 302တခုနဲ့305တခုဆိုပြီးတော့ဘယ်နှစ်ခုရှိတယ်တခုကကျွန်တော်ကို 4piece ပြည့်အောင်လုပ်ပေးမယ် eagle rice ဖက်နဲ့နောက်တစ်ခုကတော့ 4piece မပြင်နိုင်တဲ့တခြား set ထဲကတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာတခြား offset တစ်ခုကိုထည့်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ total mastery က1.388ဖြစ်သွားတယ်အောက်ကကျန်တဲ့ဖက်နှက်ကိုထောက်လိုက်တဲ့အချိန်မှာသူက mastery က3ပဲကွာတယ်လို့ပြောတယ်ဒီနှစ်ခုလဲလိုက်ဒါမဲ့ကျွန်တော်လဲလိုက်တဲ့အချိန်မှာအဲ3အပြင် 4piece set ပါအဖက်ဝင်သွားတာကြောင့်ကျွန်တော်ရဲ့ total mastery ကိုသူက100နှစ်တောင်လာပေါင်းပြီးတယ်အဲဒါကြောင့်မို့ကျွန်တော်တို့က gear တွေကိုဝေတဲ့အခါမှာ 4piece set ကြီးပြည့်အောင် fan ပြီးတော့ဝေတင်ပါတယ်အဲ့လိုမှလာကျွန်တော်တို့ကသူ 4piece set ကနေပေးတဲ့ extra mastery တွေကိုရမှာဖြစ်ပါတယ်ဒီမှာနောက်တစ်ပိုင်းထပ်ပြောချင်တာကျွန်တော်တို့ gear တွေကိုအကျုံးလောက်တာပဲဖြစ်ဖြစ်ကျုံးနေလောက်တာပဲဖြစ်ဖြစ်ရလာတဲ့ stat တွေကကိုခိုင်ထားတဲ့ weapon နဲ့မလိုက်ဖက်တဲ့ stat တွေဖြစ်နေတဲ့အခါမှာကျွန်တော်တို့ရဲ့ mastery ကိုနည်းတာများတာမျိုးဖြစ်စေနိုင်လားအခုကျွန်တော်မှာ panel နှစ်ခုရှိတယ်တစ်ခုက mastery 100နောက်တစ်ခုကလည်း100ပဲဒါမဲ့အောက်ကအဖက်နှစ်ခုကမတူဘူးတစ်ခုကစစ်ပိုင်းအတက်ကိုပေါင်းပေးတာနောက်တစ်ခုကကျွန်တော်သုံးတဲ့ဆက်မှာလိုအပ်တဲ့ဗန်မူကအတက်ဒီမှာကျွန်တော်ကဂျွန်းနီအပြည့်လောက်ထားတဲ့၄-၅ခုလောက်လောက်ထားတဲ့ item နှစ်ခုကဒီ mastery 2ကိုခတ်တာကြောင့်မလို့သူ original ပါတဲ့ဂျွန်းနီအဖက်နှစ်ခုတူနေတဲ့ item နှစ်ခုနဲ့ပဲကျွန်တော်ရှင်းပေးရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနှစ်ခုကိုတစ်ခုချင်းစီတက်ကြည့်မယ်ပေါ့နော်အဲ့လိုတက်ကြည့်တဲ့အခါမှာကျွန်တော်ရလာမယ်လို့ဆိုရကွာချောင်းမှုရှိသွားလားဒီနေရာမှာအရှိတော်ပိုင်းကပြောရတဲ့ 4piece set ကိစ္စကိုစဉ်းစားကြမလို့ဘောနော်ဘာလို့လဲဆိုတော့ကျွန်တော်ဘယ်ပန်းတယ်မဲ့တက် 4piece set မဖြစ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တခြားအပြင်က set တစ်ခုနဲ့ကာလာတယ်ဘောနော် 4piece set မဖြစ်အောင်ဒါကြောင့်မို့လို့ကျွန်တော်အဲ့နှစ်ခုကိုတစ်ခုချင်းစီလဲတက်ရင်သူ့ရဲ့ကိုယ်ပိုင် mastery ကိုပဲကျွန်တော် total တွေကိုပေါင်းပေးမှာပေါ့နော်အရင်ဆုံးကျွန်တော်သုံးနေတဲ့ weapon နဲ့လိုက်တဲ့ဗန်မူကအဖက်ပါတဲ့ပန်တန်ကိုကျွန်တော်ရင်တက်ကြည့်လိုက်မယ်အဲ့ဒီချိန်မှာကျွန်တော်ရဲ့ total mastery က16.49ပြောပါတယ်အခုကျွန်တော် weapon နဲ့မလိုက်တဲ့ဒီစစ်ပိုင်းအဖက်ပါတဲ့ပန်တန်ကိုကျွန်တော်လဲတက်လိုက်မယ်ပြီးသွားရင် mastery ကိုတစ်ချက်တော့ပြန်ကြည့်မယ်16.49ပဲပေါ့နော်မပြောင်းဒါကြောင့်မို့ကျွန်တော်တို့က weapon နဲ့ gear တွေကိုဂျွန်းနေအချွန်းစားတာတွေကိုလုပ်တဲ့အခါမှာရလာတဲ့ stat တွေကကိုသုံးတဲ့ weapon နဲ့ life pattern stat ဒါမှမဟုတ်ရင်တခြား weapon stat တွေဘယ်လိုပဲရလာဒီ stat တွေကကျွန်တော်တို့ရဲ့ total mastery ကိုထိခိုက်ခြင်းမရှိပါဘူးကိုရထားတဲ့ mastery မှာတခြားမလိုအပ်တဲ့ stat တွေရှိနေတဲ့အတွက်ကြောင့်မလို့ကိုရဲ့ combat performance ကိုတော့ထိခိုက်စေနိုင်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ကဂျွန်းနီလောက်ထားတဲ့ gear တွေရဲ့ stat တွေကိုကြည့်ပြီးတော့ကိုနဲ့ live ဖက်တဲ့ stat တွေများပါတဲ့ gear တွေကိုပဲသုံးသင့်ပါတယ်ဒီဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲ good luck